သူများတွေကရုံးပိတ်ရဲ့အလုပ်ပိတ်ရဲ့ဆိုရင်နားတယ်ကိုတွေကရုံးပိတ်ရဲ့အလုပ်ပိတ်ရဲ့ဆိုလို့ရှိရင်ကိုတွေကအလုပ်လုပ်ပြီးကိုတွေလုပ်တဲ့အလုပ်ကတော့ပုံဆွဲတာပေါ့ဗျာပုံဆွဲတဲ့အလုပ်ပါပဲပုံလေးကိုအခုလိုနေကင်းနေလေလေးမှာအလုံးအေးသေးဆွဲရတာဒါကျွန်တော်တို့အတွက်ဒါလုံးဝပြောစရာကြီးပါဒီပုံလေးဆွဲလို့လည်းဘာတပြားမှလည်းမရပါဘူးအထက်လည်းမဟုတ်ဘူးဟိုလေ့ကျင့်တဲ့ပုံလေးပါပဲလေ့ကျင့်တဲ့ပုံလေးဆိုတော့လည်းပတ်စံတပြားမှမရပါဘူးပတ်စံမရတဲ့အလုပ်ပေါ့ဗျာဒီပုံလေးကတော့ဒီပြိုင်ပွဲသဘောမျိုးတော့ဒီပုံလေးကပြိုင်ပွဲသဘောမျိုးတော့ဖြစ်တယ်။ဘာလို့ Telegram channel တစ်ခုမှာဒီပြိုင်ပွဲပုံစံလေးတစ်ခုရှိတယ်။သူကတစ်ပတ်ကိုတစ်ခါသူကပြိုင်ပွဲလုပ်ပေးတယ်လေ။အဓိကတော့ဆွေးရခြင်းမြင်ရခြင်းတဲ့ဒီပုံစံလေးပေါ့ပုံတစ်ခုကိုဒါအကုန်လုံးဝါသနာလူတွေဝိုင်းပြီးတော့တူဆွဲရတဲ့အတွေ့အကြုံလေးပေါ့နော်ဒီပုံလေးတစ်ခုပဲသူကဘယ်လိုဆွဲထားလဲသူကတော့ဘယ်လိုဆွဲထားလဲကိုကတော့ဘယ်လိုဆွဲကိုကတော့ဘယ်လိုလေးပဲဆွဲနိုင်တယ်အဲ့ဒါမျိုးလေးဟိုတော့အဲ့လိုမျိုးသဘောတရားလေးတော့ရှိတယ်ခင်ဗျအဲ့ဒါလေးရဲ့ခက်ခဲမှုလေးကြောင့်ဝင်ပြီးတော့ပြန်ပြည့်တဲ့သဘောပါစူးရခြင်းမရခြင်းအဓိကမဟုတ်ပါဘူးအဲ့တော့လူတစ်ယောက်နဲ့တစ်ယောက်မတူဘူးလေဘာလို့မတူတာလဲဆိုတော့ဒီခဲကြီးတမျိုးလေးရေးနေတယ်ဆိုပေမဲ့လည်းဒီတောင်းတဲ့တောင်းနဲ့ရေးဟန်ခြင်းရမတူဘူးလေအဲ့တော့ဒီပုံတစ်ပုံတည်းဖြစ်နေတယ်ဆိုပေမဲ့လူက